ဒီပုံမှာမေးထားတဲ့မေးခွန်းလဲတိုင်းမိတ်ဆဘွားဆိုတာကဘာပြောတာလဲဆိုတာဒီဗီဒီယိုလေးမှာရှင်းပြပေးမှာဖြစ်ပါတယ်ရှင်။အရင်ဆုံးမိတ်ဆဆိုတာမသိဘူးလို့အဓိပ္ပာယ်ရပါတယ်။အဲ့ဒါဆိုရင်အရင်တော့ဗီဒီယိုတွေမှာပြောထားတယ်။မိတ်လူဆိုတာကရောမိတ်လူဆိုတာလည်းမသိဘူးတူတူပါပဲ။ဒါပေမဲ့မိတ်ဆဆိုတဲ့စကားလုံးကိုပြောတဲ့လူပေါ်မှာမူတည်ပါတယ်။မိတ်ဆဆိုတဲ့စကားလုံးကကိုရိုးရိုးတည်တည်ပြောရမယ့်သူဒါမှမဟုတ်ကိုယ့်ရဲ့ customer တယောက်ကိုမသိဘူးဆိုရင်မိတ်ဆခါမိတ်ဆခလာလို့ပြောလို့ရပါတယ်ဥပမာကိုယ့်ရဲ့ customer တယောက်ကကိုယ့်ကိုတခုခုလာမေးလို့ကိုကမသိဘူးလို့ဖြေချင်တယ်ဆိုရင်မိတ်ဆခါမသိဘူးရှင်မိတ်ဆခလာမသိဘူးခမအဲ့လိုဖြေလို့ရပါတယ်ရှင်အဲ့ဒါဆိုရင်မိတ်ဆဘွားဆိုရင်တော့မိတ်ဆဘွားဆိုရင်မသိဘူးတူတူပါပဲဒါပေမဲ့ဥပမာပြောပြပါမယ်ไม่ทราบว่าคุณลูกค้ารับอะไรเพิ่มไหมคะไม่ทราบว่าคุณลูกค้ารับอะไรเพิ่มไหมคะကိုကစတမာကိုရဲ့ဖောက်တယ်ကိုမေးတဲ့စကားလုံးဖြစ်ပါတယ်လူကြီးမင်းဘာထက်လို့အပ်ပါတယ်ရှင်လို့အဓိပ္ပာယ်ရပါတယ်ไม่ทราบว่าคุณลูกค้าชื่ออะไรคะไม่ทราบว่าคุณลูกค้าชื่ออะไรคะလူကြီးမင်းနာမည်ဘယ်လိုခေါ်ပါတယ်ရှင်ไม่ทราบว่าคุณพี่จะนั่งตรงไหนคะလူကြီးမင်းဘယ်နေရာမှာထိုင်ပါမလဲရှင်အဲ့လိုမျိုးသုံးလို့ရပါတယ်မိတ်ဆဘွားဆိုတာကမတိတာကိုမေးချင်တဲ့ဟာကိုမိတ်ဆဘွားအရှိမခံပြီးပြောရတာပါမိတ်ဆဆိုတာကမတိတာကိုပြောတာပါဒါပေမဲ့ရင်ရင်ကြီးကြီးပြောတဲ့စကားလုံးဖြစ်ပါတယ်ကိုထက်ကြီးတဲ့လူကိုယူတင်ရတဲ့လူတွေမှာပြောတဲ့စကားလုံးလေးဖြစ်ပါတယ်နောက်ထပ်သိချင်တာလေးတွေရှိရင်လည်းအောက်က comment မှာမေးထားပေးလို့ရပါတယ်เนาะဒီနေ့တော့အားလုံး bye bye